ပွဲတက်တွေဆိုရင်ကိုတွင်ရဲ့သားကြီးကိုကလေးထင်အစင်လောက်သာသဘောထားရေးဆိုပြီးပြောဆိုခံရတဲ့ပိုးကြပြုခင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပိုးကြပြုခင်ကမင်းတမင်တယောက်အနေနဲ့မရက်တီတော့ပဲအခုဆိုရင်ကလေးတွေကိုထင်းချရင်းနဲ့စိန်ရွှေရတနာဆိုင်ကိုသာဦးစီးနေရဖြစ်ပါတယ်အကိုတွင်ရဲ့ကလေး၃ယောက်နဲ့အတူစိန်ဝတ်လေးကိုပြိုဆိုပြိုထားနေကြတာဖြစ်ပါတယ်ဒါပြင်စိန်ရွှေရတနာဆိုင်ပွဲရကျင်းပပြီးဆိုရင်လေမိသားစုအကုန်လုံးဆွဆွညီညီပွဲတက်လာရတာဖြစ်ပါတယ်ပိုးကြပြုခင်ကလည်းအကိုကျွန်းရဲ့သားသမီးတွေနဲ့တည့်ပြီးပျော်ရွှင်နေကြပါရဲ့ဆိုပြီးပုံရိပ်ကိုရစေချင်တာကြောင့်သူတို့မိသားစုပုံလေးတွေကိုအမြဲတင်ပြနေရဖြစ်ပါတယ်။ပြီးတော့တော်တော်များများမှာအကိုကျွန်းရဲ့သားကြီးနဲ့ပတ်သက်ပြီးတော့ပိတ်တဲ့တွေကသတိထားမိလို့နေရဖြစ်ပါတယ်။အပြန်တနေရာကိုသွားတာတို့ဆိုရင်အကိုကျွန်းရဲ့သားကြီးကစိန်ဝူလေးကိုအမြဲတမ်းထိနေရတာပါ။အစပိုင်းမှာတော့ကအကိုကျွန်းရဲ့သားကြီးကစိန်ဝူကိုချစ်လိုက်တာဆိုပြီးတော့ပိတ်တဲ့တွေချစ်ကြိုးကသဘောကျနေရဖြစ်ပါတယ်။အမြဲလိုအကိုတွင်ရသားကြီးကစိန်ဦးလီကိုထိန်းနေရတာဖြစ်ပါတယ်။ပွဲရှိလိုမိသားစုလိုက်ပွဲတက်တယ်ဆိုရင်လည်းအငယ်လေးစိန်ဦးကိုအကိုတွင်ရသားကြီးကသာခြေထားရတာပါ။ခြေထားတဲ့ချိန်မှလည်းမျက်နှာကအရင်ကြီးပျော်ရွှင်နေရမျိုးမဟုတ်ပါဘူး။ပွဲတိုင်းလိုအကိုတွင်ရသားကြီးကစိန်ဦးကိုခြေလိုက်ပွေလိုက်နေမှုကြည့်ရှုရတဲ့သူတွေကတော့တိတ်ပြီးတော့သဘောတွေ့မိတော့ပါဘူး။ဒါကြောင့်မို့လေအကိုတွင်ရသားကြီးကကလေးထိန်းလာဆိုပြီးတော့မိကွန်းတွေထုံနေကြတာပါ။တာကြီးအားစေကျော်သက်အရွယ်လေးဖြစ်နေအောင်မို့ရှို့ထုတ်ချင်တာမျိုးရှိနိုင်ပါတယ်။ဒါပေမဲ့အမြဲကလေးခေါ်ပြီးတော့ကလေးဖေကြီးလိုဖြစ်နေရပြီဆိုပြီးတော့ပရိသတ်တချို့ကအမြင်ကိုထုတ်ပြောနေကြတာဖြစ်ပါတယ်။ကလေးကိုမိဘတွေဖြစ်တဲ့အကိုထွန်းနဲ့ပိုးကြပြုခင်တို့ကမခေါ်ပဲတာကြီးအားသာအမြဲတမ်းပွေ့ချထားရတာကြောင့်ဖြစ်ပါတယ်။ပိုးကြပြုခင်ကတော့မင်းသမီးလေးဖြစ်တာမို့လှပဆုံးပြင်ဆင်ပြီးတော့နေရတာပါ။ငယ်မလေးနှစ်ယောက်ကလည်းကလေးကိုပွေ့ချလောက်အောင်ထိအရွယ်မြောက်သေးတာမို့တာကြီးအားပဲပွေ့ချထားတာပါ။မောင်နှမတွေချစ်တတ်အောင်တင်ပေးထားတဲ့ပိုးကြပြုခင်ရဲ့စိတ်ကိုချစ်ကျွနေကြပြီမဲ့အမြဲတမ်းကလေးထိန်ခိုင်းတာကိုတော့လေပြင်တက်ပါရဲဆိုပြီးတော့ထောက်ပြနေကြတာဖြစ်ပါတယ်။ပိုးကြပြုခင်ရဲ့သားစိန်ဝလေးရလေသူ့ကိုယ်ပေါ်မှာတန်ရောစင်ကြည့်ပါရယ်။အကိုဖြစ်သူနဲ့ဆိုရရင်ပြောနေတတ်သူပါ။ပိုးကြပြုခင်တို့ကတော့ပရိယတက်ပြီးဆိုရင်သူတို့မိသားစုလေးတတိုက်မြုံမြုံပြအောင်ပိုးကြပြုခင်ကသမင်းနှစ်ယောက်နဲ့လက်တွေ့ပြီးတော့သွားကားသားကြီးအားစိန်ဥကိုချစ်ထားခိုင်းတာပါ။ပိုးကြပြုခင်ကသူ့ဝေဖန်နေလေအရင်ကလိုမီဒီယာနဲ့မဖြေရှင်းတော့ပါဘူး။စိန်ရွှေရတနာဆိုင်ပိုင်းနဲ့ဆိုင်ရှင်အနေနဲ့လုပ်ငန်းဦးစီးနေရတဲ့အချိန်မှာသူမအနေနဲ့အင်တာဗျူးဖြေဆိုရတာအရန်ကိုပြင်းသွားတာကြောင့်ပါ။အရင်တုန်းကမင်းသမီးအနေနဲ့ပရိသတ်တွေကိုအဆက်အသွယ်မပြတ်အောင်အင်တာဗျူးတွေဖြေရအောင်ဆိုပေမဲ့အခုချိန်မှာတော့မဖြေချင်တော့ပါဘူး။ပိုးကြပြုခင်တို့မိသားစုဟာကလေးတွေနဲ့အပေးယူအတူတူဖြတ်တန်းနေရကြောင်းဆိုပြီးတော့ဘာပြဿနာမှလည်းမရှိပါဘူး။ပရိသတ်ကြီးရောပိုးကြပြုခင်တယောက်တာကြီးကိုခန်းချင်နေဆိုတဲ့စိတ်နဲ့ကလေးထိန်းတယ်လို့ထင်လားဆိုတာပြောပြခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းအကြောင်းအသစ်တွေနဲ့ကြိုပြန်လာခဲ့အောင်ပါဖြစ်လို့အသစ်သောဗရီတနာမျိုးတန်တီရှင်းနိုင်ဖို့အတွက်ဘေးနောက်ချက်ပေးခန်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုတက်လေးကျေးဇူးများတင်ပါတယ်။